ကဘာကျော်ဟာသတရုပ်ဆောင်ချာလီချက်ပလင်ကဟစ်တလာရဲ့အသက်ခံရမယ့်စီးရင်မှာပါခဲ့မှုပါတယ်ထူးခြားတာကသူ့နှစ်စလုံးကတစ်နှစ်ထက်တစ်လတဲ့ရပ်ပိုင်းပဲချပြီးမွေးလာခဲ့တာပါဒါပေမဲ့ချက်ပလင်ကိုနာစီတွေမတတ်နိုင်ခဲ့ပါဘူးတကယ်တော့ချက်ပလင်ရဲ့ဘဝမှာဒီထက်ဆိုးတာတွေတောင်ကြုံခဲ့ဘူးပါသေးတယ်ဒါပေမဲ့သူကအဲ့ဒီလိုအဆိုးတွေကိုအကောင်းဆုံးကြော်ဖြတ်နိုင်ခဲ့ပါတယ်ဒါကြောင့်လဲချာလီချက်ပလင်ဆိုတဲ့နာမည်ကိုကြားတာနဲ့တင်လူတွေကအယမ်းဆင်းရဲတဲ့ဘဝကနေမီလီယံနာဖြစ်လာတဲ့သူရာစုနှစ်ရဲ့အကောင်းဆုံးဟာသတရုပ်ဆောင်တကဘာလုံးကတသက်လို့အားပေးခံရတဲ့သူဒီလိုမျိုးသတ်မှတ်ထားကြတာပါအခုဆိုသူတည်သွားတာနှစ်90နီးပါးရှိနေပါပြီဒါပေမဲ့သူအကြောင်းကိုရေးနေကြပြောနေကြတော့မှာပဲကျွန်တော်ကတော့ Creative Bias ကအောင်စုပိုင်မှာဒီနေ့ဗီဒီယိုမှာ Charlie Chaplin ရဲ့လူတွေသိမသိကြသေးတဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုပြပြပေးပါမယ်ချာလီချက်ပလင်ရဲ့ဘဝကအစိုးရနဲ့စခဲ့ပါတယ်သူ့အသက်2နှစ်မှာဖေအေဖြစ်တဲ့သူကဆွန့်လွတ်တာခံခဲ့ရတာပါပိုပြီးစိုးတာကသူ့မိကလည်းစိတ်ရောဂါရှိနေလို့သူ့ကိုကောင်းကောင်းမဆောက်ရှောက်ပေးနိုင်ခဲ့ပါဘူးသူကဖျော်ဖြေရေးအဖွဲ့နဲ့အတူအမေရိကန်ကိုရောက်သွားခဲ့ချိန်မှာသူ့ဘဝတစ်စီချိုပြောင်းလဲဖို့ကဖြစ်လာပါတယ်အဲ့ဒီမှာရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုနဲ့စာချုပ်ချုံနိုင်ခဲ့ပါတယ်ရိုက်ကူးရေးလုပ်ချိန်မှာသူ့ရဲ့တရုပ်ဆောင်ချက်တွေကရိုက်ကွင်းတစ်ခုလုံးကိုအံ့ဩတင်သွားစေခဲ့ပါတယ်အဲ့ဒီနောက်တော့သူကအရန်ကိုအောင်မြင်စေမဲ့ Transit ကောင်ကိုတရုပ်ဆောင်ခွင့်ရခဲ့ပါတယ်တချိန်ထို့အောင်မြင်တာကြောင့်အမေရိကန်ကိုရောက်ပြီးမကြခင်မှာပဲမီလီယံနာပါဖြစ်လာခဲ့ပါသေးတယ်ဒီလိုနဲ့သူဟာဇက်ကားတွေကိုစိတ်တန်းကြရိုက်နိုင်မှုကိုပိုင်ရုပ်ရှင်ထုတ်လို့ရေးကိုပါထောင်လိုက်ပါတော့တယ်ဒါကြောင့်လေသူ့ရဲ့နောက်ပိုင်းရုပ်ရှင်တွေကပိုပြီးကောင်းလာတဲ့အပြင်အကြီးကျယ်ကိုပေါက်လာတာပါဘလောက်တောင်လဲဆိုရင်တကဘာလုံးမှာရှိတဲ့အမျိုးသားတွေကနှကမ်းမွေးထားတာကအစားလမ်းလျှောက်ပုံဆောင်သူ့လိုပုံစံနေဖြစ်ကုန်ကြတာပါဒါနဲ့ပတ်သက်ပြီးရေစရာဖြစ်တခုလည်းရှိခဲ့ပါသေးတယ်ချာလီချက်ပလင်လူတူပြိုင်ပွဲမှာသူကိုယ်တိုင်ဝင်ပြိုင်တာတော့အဆင့်20ပဲချိတ်ခဲ့တဲ့အထိကိုသူ့ကိုဘွားတွေများလာတာပါဒါပေမဲ့သူ့ကိုလူတိုင်းကသဘောကျနေတာတော့မဟုတ်ပါဘူးဟစ်တလာဆိုရင်သူ့ရဲ့နာစီဝါဒဖြန့်စာအုပ်ထဲမှာချက်ပလင်ကိုဂျူးလူမျိုးဆိုပြီးမဟုတ်မမှန်ထဲလိုက်သေးတာပါဟစ်တလာကဘာလို့ဒီလိုလုပ်ရတာလဲဆိုတာလဲဘယ်သူမှသိကြမသိကြပါဘူးတချို့လူတွေပြောတာကခစ်ပြိုင်ကြော်ကြားသူချင်းလူတွေရဲ့အချစ်ခံရတဲ့ချက်ပလင်ကိုမနာလို့ဒါပေမဲ့ချက်ပလင်တယောက်ဂျာမနီကိုရောက်လာချိန်မှာနာစီတွေကသူ့ကိုတတ်ဖို့ကြိုးစားခဲ့တာကတော့အမှန်ပါပဲသူဘေးမှာအားပေးတဲ့လူကြီးကအယမ်းများနေလို့ဒါလောက်ကြံမှုကမအောင်မြင်ခဲ့တာပါတစ်ဖက်မှာလည်းဒီလိုအောင်မြင်မှုတွေကသူ့အစိုးတွေလည်းဖြစ်လာစေပါသေးတယ်သူ့ရဲ့ Modern Time နဲ့ The Great Dictator စကားတွေကြောင့်သူက FBI ရဲ့စောင့်ကြည့်ခံဖြစ်လာခဲ့ရပါတယ်ချက်ပလင်အနေနဲ့အဲ့ဒီစကားတွေမှာကွန်မြူနစ်ဝါဒဖြန့်နေတယ်လို့အမေရိကန်နိုင်ငံကယူဆတာကြောင့်ပါဒါကြောင့်ပဲ1952ခုနှစ်ပြည်တိုင်ကအပြန်မှာအမေရိကန်ကသူ့ကိုပြည်ဝင်ခွင့်ပေးလိုက်ပါတယ်သူကလည်းခေါင်းမာတဲ့သူဆိုတော့ဖြည့်ရှင်းချက်ပေးမနေပဲဆွစ်ဇာလန်မှာပဲအခြေချဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့အများအတွက်ပျော်ရွှင်မှုတွေအများကြီးဖန်တီးပေးခဲ့တယ်သူကတော့ဆွစ်ဇာလန်မှာပဲကွယ်လွန်ခဲ့ပါတယ်ဒီလိုမျိုးတည်သွားမိမယ်သူနဲ့ပတ်သက်တာတွေကအဝေါ်တောင်းနေဖြစ်နေသေးပါပဲလူနှစ်ယောက်ကဆွစ်ဇာလန်တင်းချိုင်းကနေသူ့အလောင်းကိုခိုးသွားပြီးဒေါ်လာ6သိန်းနဲ့ပြန်ရွေးခိုင်းလို့ပါဒါပေမဲ့အလောင်းခိုးသွားတဲ့သူတွေကိုအာနာပိုင်တွေကမိသွားလို့အလောင်းပြန်ရခဲ့ပါတယ်အဲ့ဒီနောက်တော့သူ့အလောင်းကိုဖောက်ထွင်းလို့မရတဲ့နည်းပညာသုံးပြီးပြန်မျိုးခဲ့ရပါတယ်တကဘာလုံးမှာချာလီချက်ပလင်ရဲ့ပြိသက်အင်အားကကြောက်ခမန်းလေးပါပဲအတန်တိတ်ရုပ်ရှင်ခေတ်ကနေအခုဇက်ကားခေတ်အထိသူကားတွေကိုလူသန်းပေါင်းများစွာကကြီးနေကြတော့မှာဒီတော့လူကသာတည်သွားပြီမဲ့သူ့နာမည်နဲ့အမှုပညာတွေကရှင်သန်နေစေလို့ပြောလို့ရပါတယ်ဒါနဲ့ဗီဒီယိုကောင်းတွေ quality ကောင်းတဲ့ဗီဒီယိုတွေကိုဖန်တီးတတ်ချင်တယ်ဆိုလို့ရှိရင်တော့ Creative Bias Academy မှာသင်တန်းလာတက်လို့ရနေပါပြီ Creative Bias Academy ဆိုတာကအရန်ကောင်းတဲ့ scripting formula တွေ video editing ကောင်းကောင်းမွန်မွန်နေဒီလိုမျိုးတွေကိုတေးချာချာစနစ်တကျနဲ့ကိုသင်ကြားပေးနေတဲ့နေရာပါဒါကြောင့်မလို့ video ဖန်တီးတတ်ချင်တယ်ဆိုလို့ရှိရင်တော့ Creative Bias Academy မှာသင်တန်းလာတက်လို့ရတယ်ဆိုတာကိုမမေ့လိုက်ပါနဲ့ခင်ဗျာ Creative Bias Academy မှာပြန်တွေ့ကြပါမယ်ခင်ဗျာကျွန်တော်ကတော့ထုံးစံအတိုင်း Creative Bias Academy ရဲ့ founder အောင်စုပိုင်ပါ